Picamic Green Lantern ဇလန်းတွေထဲမှာ Sinestro, Sinestro ဟာအကောင်းဆုံးနဲ့အတော်ဆုံး Green Lantern သူရဲကောင်းတဦးအဖြစ်ကနေအဆိုးရွားဆုံးဘီလိန်ရန်သူတော်တဦးဖြစ်လာခဲ့တဲ့ဇာတ်ကောင်ပါ။သူဘာကြောင့်ဒီလိုလမ်းကြောင်းပေါ်ရောက်သွားရတယ်လဲဆိုတဲ့အဓိကအကြောင်းရင်းတွေကိုအောက်ပါအတိုင်းအသေးစိတ်လေ့လာကြည့်နိုင်ပါတယ်။ Sinestro ဟာသူစောင့်ရှောက်ရတဲ့အာကာသနယ်မြေ Sector 1418နဲ့သူ့ရဲ့မိခင်ကျူဖြစ်တဲ့ Koruga ကိုအရန်ချစ်မြတ်နိုးပြီးအကျွမ်းမဲ့ငြိမ်းချမ်းစေချင်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့စီကံကြီးမှုနဲ့ငြိမ်းချမ်းရေးကိုလိုလားမှုတွေကတဖြည်းဖြည်းနဲ့အစွန်းရောက်လာခဲ့ပါတယ်။လူတွေကိုလွတ်လပ်ခွင့်ပေးပြီးကာကွယ်စောင့်ရှောက်မဲ့အစားစီကံတွေနဲ့တင်းကျပ်စွာချုပ်ကင်ပြီးအာဏာရှင်တဦးလိုရဲရဲဆက်ဆက်အုပ်ချုပ်လာခဲ့ပါတယ်။သူ့ကြိုသားတွေဟာသူ့ကိုသူရဲကောင်းတဦးအနေနဲ့လေးစားတာထက်အာဏာရှင်တဦးအနေနဲ့ကြောက်ရွံ့လာခဲ့ကြပါတယ်။ Green Lantern တွေဟာအစိမ်းရောင်စိတ်ဆွမ်းအင် Willpower ကိုအသုံးပြုပြီးစကြဝဠာကိုစောင့်ရှောက်ကြတာပါ။သို့တော်လည်း Sinestro ကတော့လူတွေကိုထိန်းချုပ်ဖို့နဲ့စီကံတကြားရှိစေဖို့အတွက်အကြောက်တရား Fear ကသာအထီးရောက်ဆုံးလက်နက်ဖြစ်တယ်လို့ခံယူလာပါတယ်။လူတွေကကြောက်ရွံ့နေမှသာပြစ်မှုတွေမကျူးလွန်ပဲစကြဝဠာကြီးငြိမ်းချမ်းမယ်လို့သူကအခိုင်အမာယုံကြည်ခဲ့ပါတယ်။ Sinestro ဟာကမ္ဘာမြေက Green Lantern တစ်ဖြစ်လာတဲ့ Hal Jordan ရဲ့ဆရာ mentor အဖြစ်တာဝန်ယူခဲ့ပါတယ်။ဒါပေမဲ့ Hal Jordan ဟာ Sinestro ရဲ့မိခင်ကျို Koruga ကိုရောက်သွားတဲ့အခါမှာ Sinestro ဟာသူ့ကြိုသားတွေကိုဂျန်နရီလိုသဘောထားပြီးအာဏာရှင်ဆန်ဆန်အုပ်ချုပ်နေတာကိုကိုယ်တိုင်တွေ့ရှိသွားခဲ့ပါတယ်။ဒီကိစ္စကို Green Lantern တွေကိုအုပ်ချုပ်တဲ့စကြဝဠာစောင့်ရှောက်သူများ Guardians of the Universe ကို Hal Jordan ကတိုင်ကြားခဲ့ပါတယ်။ Guardians တွေကစုံစမ်းစစ်ဆေးပြီးနောက်မှာ Sinestro ရဲ့လုပ်ရက်တွေဟာ Green Lantern တပ်ဖွဲ့ရဲ့စီးမြင်တွေနဲ့လုံးဝဆန့်ကျင်နေတဲ့အတွက်သူ့ကို Green Lantern အဖြစ်ကနေထုတ်ပယ်ခဲ့ပြီး Animated Universe ဆန့်ကျင်ဘက်စကြဝဠာထဲက Quad ဂျိုကိုအကျဉ်းချနဲ့နှင်တန်းပေးခဲ့ပါတယ်။ Quad ဂျိုကိုရောက်သွားတဲ့အခါမှာ Sinestro ဟာအဲ့ဒီဂျိုကလက်နက်ဖန်တီးသူတွေဖြစ်တဲ့ Weapons of Quad တွေနဲ့မဟာမိတ်ဖွဲ့ခဲ့ပါတယ်။သူတို့ရဲ့အကူအညီနဲ့ Green Lantern တွေရဲ့အစိမ်းရောင်စွမ်းအင်ကိုရှင်းပြနိုင်မဲ့အကြောက်တရား Fear ကိုအခြေခံထားတဲ့အဝါရောင်စွမ်းအားလက်စွပ် Yellow Power Ring ကိုဖန်တီးနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးသူဟာ Green Lantern တွေရဲ့အကြီးမားဆုံးရန်သူဖြစ်လာခဲ့ပါတယ်။အရေးကြီးဆုံးအချက်ကတော့ Sinestro ဟာသူ့ကိုယ်သူဘီလိန်လူဆိုးလို့ဘယ်တော့မှမခံယူထားပါဘူး။ Guardian တွေဟာစကြဝဠာကိုကာကွယ်ဖို့အတွက်အရန်ပြော့ညံ့လွန်းတယ်လို့သူကမြင်ပါတယ်။ဒါကြောင့်အမှန်တကယ်ငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့ဆိုရင်ကြမ်းတမ်းတဲ့နည်းလမ်းတွေသုံးရမယ်အကြောက်တရားနဲ့အုပ်ချုပ်ရမယ်ဆိုတဲ့သူ့ရဲ့ကိုယ်ပိုင်ဖြောင့်မတ်မှု self-righteousness ရှိနေပါတယ်။နောက်ပိုင်းမှာသူ့လိုပဲအကြောက်တရားကိုလက်ကင်ထားတဲ့ Sinestro Corps ဆိုတဲ့ကိုယ်ပိုင်တပ်ဖွဲ့ကိုပါဖွဲ့စည်းခဲ့ပါတယ်။ Sinestro ဟာမူလကစေတနာကောင်းခဲ့ပေမဲ့ Antivillain ဆန်ဆန်ငြိမ်းချမ်းရေးကိုလိုလားလွန်အားကြီးပြီးအစွန်းရောက်သွားတာအကြောက်တရားကိုအသုံးပြုပြီးအာဏာရှင်ဆန်ဆန်အုပ်ချုပ်တာတွေကြောင့်သူရဲ့ကောင်းဘဝကနေ Green Lantern တွေရဲ့အဓိကရန်သူဗီလိန်တဦးအဖြစ်ပြောင်းလဲသွားရခြင်းဖြစ်ပါတယ်။